ကိုးဖို့နီးတရားလေးကိုမိထားလို့လေဒီတရားလေးကိုရှင်းပြရင်လည်းသူနဲ့ခက်ဆင်ဆင်ဆင်တူတဲ့ဒါကပုံနီးကတရားလေးကိုပါတွဲပြီးတော့ရှင်းပြပေးသွားမယ်ဒီတရားတစ်ခုလုံးကလေ action တစ်ခုအပြုတ်ဖို့တစ်ခုလုပ်ပြီးတော့မှဒါမှမဟုတ်အကြောင်းအရာတစ်ခုဖြစ်ပြီးတော့မှကိုမသိသေးတဲ့အမှန်တရားကိုသိသွားတာမျိုးဒါမှမဟုတ်လို့ရှိရင်ကျွန်တော်အရင်နဲ့မတူတဲ့အခြေအနေတစ်ခုပြောင်းလဲသွားတာမျိုးဖော်ပြတဲ့သဘောတရားတွေမှာတူညီကြပါတယ်ဘယ်လိုသဘောတရားနဲ့အသုံးလုံးတွေတူညီကြလဲဆိုတာကျွန်တော်ဥပမာစာကြောင်းလေးနဲ့လေ့လာကြည့်ကြရအောင်서로 얘기하다 보니까 더 친했어요. 서로 얘기하고 보니까 친하게 됐어요. အပြန်အလှန်စကားပြောကြည့်လိုက်တာကြောင့်မို့လို့ကိုကအရင်တော့ထပ်ပို့ပြီးတော့ရင်းနှီးသွားတယ်စတဲ့ဒီလိုပုံစံသဘောတရားကိုဖော်ပြတဲ့အခါမှာအတူတူပဲသုံးလို့ရတယ်။ဒါဆိုဒီတရားနှစ်ခုရဲ့မတူတဲ့အပိုင်းကိုကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်ကြရအောင်။ကိုဘိုနီကာကကြတော့ action တစ်ခုကိုပြီးဆုံးအောင်လို့ပြီးသွားအောင်လုပ်ပြီးတော့မှကျွန်တော်အကြောင်းအရာတစ်ခုကိုနားလည်သိမြင်သွားတာမျိုးပြောင်းလဲသွားတဲ့အခြေအနေမျိုးဆိုလို့ပြီးတော့ဒါကဘိုနီကာကြတော့ action တစ်ခုကိုလုပ်နေစဉ် process ဖြစ်နေစဉ်အတွင်းမှာပဲအကြောင်းအရာတစ်ခုကိုနားလည်သိမြင်သွားတာမျိုးပြောင်းလဲမှုဖြစ်သွားတာမျိုးကိုဆိုလိုပါတယ်။ဥပမာစစ်သားကဘိုနီကာဂျုံကြီးကမိုးကြတာနဲ့ရောစုကိုဘိုနီကာဂျုံကြီးကမိုးကြတာနဲ့ရောစစ်သားကဘိုနီကာဆိုကျွန်တော်ရေးနေစဉ်အတော်အတွင်းမှာပဲစာရွက်မလောက်တော့ကိုကတိသွားပြီးတော့စုကိုဘိုနီကာလို့ပြောလိုက်မယ်ဆိုရင်ရေးတယ်ရေးပြီးသွားပြီးတော့မှစာရွက်မလောက်တဲ့အချိန်လေးကိုတည်သွားတယ်ဆိုတဲ့သဘောကိုဆိုလိုပါတယ်။ပို့ပြီးတော့နားလည်တော့နောက်တစ်ချောင်းကြည့်ကြည့်အောင်이야기를 듣다가 보니까 이해가 되더군요. 이야기를 듣고 보니까 이해가 되더군요. ဒီမှာကျတော့ 듣다가 보니까 လို့သုံးလိုက်မယ်ဆိုလို့ရှိရင်အကြောင်းအရာကိုနားထောင်နေစဉ်တော့တွင်မှာပဲနားလည်သွားတဲ့သဘောမျိုးဆိုလိုပြီးတော့ 듣고 보니까 လို့သုံးလိုက်မယ်ဆိုရင်အကြောင်းအရာကိုပြီးဆုံးအောင်နားထောင်ပြီးတော့မှနားလည်သွားတဲ့သဘောမျိုးကိုဆိုလိုပါတယ်။ဒါဆိုရင်ဒီတရားလေးနှစ်ခုရဲ့အသုံးအနှုန်းနဲ့သဘောတရားလေးကိုနားလည်သွားပြီလို့ထင်ပါတယ်နော်။ထပ်ပြီးတော့သိချင်သေးတယ်ဆိုရင် share ရဲ့ CV ဒါမှမဟုတ်လို့ရှိရင် comment ကနေလာပြီးတော့မိထားလို့ရပါတယ်။ရှိကနေရှော့စော감사합니다